ပြီးတော့ပကြီးရေးဖို့အတွက်ထားတဲ့စံပြခုံပြီးရင်ပကြီးကားတွေကခုံဆိုတော့တကယ် reality နဲ့ပကြီးကားတွေကခုံနဲ့နှစ်ဆလောက်กว่าသွားပြီပေါ့နော် up နဲ့ truth နဲ့တော်ကြီးဝေးသွား up ကအမှန်တရားမဟုတ်တော့ up နဲ့ truth နဲ့တော်ကြီးဝေးသွားပြီအဲ့လိုမျိုးပေါ့နော်အဲ့ Plato ရဲ့အမြင်မှာ up ဆိုတာ minutes ပဲပုံတူကူးခြင်းပဲ reality ကိုပုံတူကူးခြင်းပဲ reality စစ်မဟုတ်ဘူး reality တဲ့နှစ်ဆလောက်ဝေးတယ်ပုံတူကူးခြင်းပဲပကြီးစရာတွေက copy ရပုံတူကူးတဲ့လူတွေပဲ Plato ရဲ့အမြင်ကemotion ဆိုတာကလူကိုလှည့်စားတာပဲတကယ်ရှိတာမဟုတ်သူဖြစ်လာတာအဲ့လိုမျိုးပေါ့နော်သူက philosophy ကအားထက်မြင့်နေဆိုပြီးတော့သူကပြောခဲ့အဲ့မှာဆွေးနွေးစရာရှိတယ် Plato ကမှန်လားဆိုတော့ဒီကင်မရာရှိတဲ့ခင်အခုလိုအကိုတို့ဖုန်းတွေပါကင်မရာတွေပါရှိတဲ့ခင်မှာ drawing က copy ပဲလားအဲ့လိုဆွေးနွေးစရာ Plato တကယ်ကစဖြစ်တာပေါ့နော်ကင်မရာရှိရဲ့ခင်မှာကို drawing က copy ပဲလားစဖြစ်တာအမှနောက်တစ်ခုက Aristotle ရောက်လာညီရောပြော Aristotle က Plato စန့်ကျင်တာဆို emotion ကလူကိုလှည့်သားတာမဟုတ်ဘူးသူကဒီ Aristotle နဲ့ Plato နဲ့ကမတူတော့ဘူး Aristotle က Plato ရဲ့တပည့်ဆိုရင် Aristotle ပြောတဲ့ဟာနဲ့ Plato ပြောတဲ့ဟာနဲ့မတူတော့ဘူး art က copy လုပ်တာမှန်တယ်အဲ့မှာ Aristotle ကျတော့ copy လုပ်ရုံတက်မဟုတ်ဘူး reality ကိုနားလည်အောင်လုပ်ပေးတာသူအဲ့လိုမျိုးစပြီးပြောလာ reality ကို copy လုပ်ပေးတာမဟုတ် reality ကိုနားလည်အောင်လုပ်ပေးတာဥပမာပြဖို့တစ်ခုကြည့်တယ်ကွာကြည့်ပြီးတော့ဝမ်းနေပြီးတော့ငိုပြီးတော့ပြီးသွားတယ်စိတ်ပေါ်လာအဲ့လိုမျိုးဖြစ်လာအဲ့ဒီ emotion ဆိုတာလည်းအဲ့လိုမျိုးပေါ့နော်ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုနားလည်အောင်လုပ်ပြီးလမ်းလေးတက်ပဲဆိုတာမျိုးဖြစ်လာတယ်ထူးပြရပေါ့နော်တကယ် reality ကိုလေ့လာဖို့အတွက်နားလည်ဖို့အတွက် emotion ကPlato မှာတော့ emotion ကလူကိုလှည့်စားတာ society ကိုဖျက်ဆီးနေတာ emotion ကမလိုဘူးဆို Plato က up ကိုလက်မဒီအမှုပညာကိုလက်မခံခဲ့ဘူးသူက generally အားဖြင့်သူကဒီ artist တွေကို copy အနေနဲ့မြင်တာ reality ကို copy လုပ်တာတော့မှ reality ကို copy မလုပ်နိုင်ဘူးနှစ်ဆလောက်ဝေးသွားပြီဆိုပြီးတော့မြင်တာအဲ့လိုမျိုးပါနော်အဲ့ Aristotle ကျတော့အဲ့လိုမဟုတ်တော့သူကကျ Aristotle ကကျတော့ emotion ကိုလက်ခံတယ် art ကပကြီးစရာတွေကအမှုပညာရှင်တွေကဒီ reality ကို copy ကူးရုံတက်မဟုတ်ဘူးနားလည်အောင်လုပ်တာနားလည်အောင်လေ့လာပြီးတော့ဖန်တီးကြတာဆိုပြီးတော့သူကစပြီးတော့ပြောလာ emotion ကလည်းဒီလူမှုပတ်ဝန်းကျင်ကိုထောက်ကူပြုရဆိုပြီးတော့ပြောလာဟိုမှာ camp ရောက်လာတယ် camp ကကြတော့ camp မှာခုနကအခု beauty ကိုရှေ့အကျယ်နေပြောခဲ့တာ beauty ကိုပြောခဲ့တာ camp က beauty နဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့အတွေးတစ်ခုကိုပေးခဲ့တာသူကလှတာကိုကြည်နေတဲ့အချိန်မှာအကျိုးမြတ်မထွက်ဘူးအဲ့လိုမျိုးပေါ့နော် distract pressure ဆိုပြီးတော့ပြောခဲ့အကျိုးမြတ်မထွက်ဘူးနေဝင်တာကိုကြည်နေဝင်တာကိုကြည်တယ်ကွာနေဝင်တာလှလို့နေဝင်တာကိုကြည့်ရပတ်စံမရဘူးဒါပေမဲ့စိတ်ကြည်နေတယ်အဲ့လိုမျိုးသွားလို့အဲ့လိုအလားပါသဘာဝထဲမှာရှိနေတဲ့ပုံစံမျိုးနဲ့ဒီကားကိုကြည့်တယ်သူကစိတ်ကြည်လှတာကိုအလားပါတစ်ခုကိုတွေ့သွားတယ်စိတ်ကြည်နေသွားတယ်အဲ့လိုမျိုးပေါ့နော်စိတ်ချမ်းသာသွားတယ်ပေါ့ကြီးထားရှုခင်းနေပါတယ်အဲ့လိုမျိုးနဲ့သူက reality ကိုနားလည်အောင်လုပ်ပြီးတော့မှသူကလို့ found နေပါပုံစံမျိုးနဲ့ပို့ပြီးတော့လှပဖွဲ့နှွဲ့ပြီးတော့ရေးလိုက်တာကွာအဲ့လိုမျိုးရေးလိုက်တော့ကြည့်တဲ့သူစိတ်ချမ်းသာတယ်အဲ့လိုမျိုးဖြစ်သွားတယ်လို့အဲ့စိတ်ချမ်းအကောင်ပကြီးကားကိုကြည့်လို့မိပညာပစ္စည်းတစ်ခုကိုကြည့်တဲ့သူကကြည့်လို့ကျေနပ်သွားတယ်ဒါပေမဲ့အဲ့မှာဖန်တီးရဲ့ပကြီးဆရာဘာမှအကျိုးမြတ်မရလိုက်ဒီကျေနပ်သွားတဲ့အတွက်သူ့ကိုပတ်စံပေးကြရမလို့အဲ့လိုမျိုးအဲ့အတွက်ကိုသူကဘယ်လိုပြောရမလဲအလားပါကိုထည့်ပြီးတော့ဖန်တီးရတယ်ဆိုတော့ခက်ကပြောခဲ့တယ်ကွာနောက်တစ်ခုကကြတော့အဲ့လိုမျိုးပေါ့ဒီ Leo Tolstoy ကနောက်တစ်ခွက် Leo Tolstoy ကကျတော့ပကြီးကားရေးတယ်ပကြီးဆရာအဲ့လိုပေါ့နော်ဒီဝမ်းနေမှုကိုပေါ်ပြပြီးရေးတယ်အဲ့ပကြီးကားကိုကြည့်ပြီးတော့ကြည့်တဲ့သူကလည်းဝမ်းနေသွားတယ်အဲ့လိုမျိုးပေါ့နော် artist က emotion တစ်ခုရှိတယ်အဲ့ emotion နဲ့ hour တစ်ခုကိုဖန်တီးတယ်ကြည့်တဲ့သူကလည်းအဲ့ emotion ကိုရသွားတယ်အဲ့လိုအဲ့ feeling ကိုရသွားတယ်အဲ့မှာအဲ့ art ကအောင်မြင်သွားတယ် Aristotle ရဲ့ user အဲ့ဆိုအဲ့မှာဖြစ်သွားတယ် Aristotle ရဲ့ user အဲ့မှာဖြစ်သွားတယ်အဲ့လိုမျိုးပါအဲ့မှာခုနကအခုပြောပြ Plato မှာတော့ကဘယ်ဒီမှာအဖြစ်တာလဲဆိုတော့မေးပေါ့နော် Plato မှာတော့ကဒီ reality ကို copy ရလောက်တာပုံတူကူးတာအဲ့ reality နဲ့တူရင်သူကအဖြစ်သွားတယ်
မှန်အဖြစ်သွားတကယ် reality နဲ့ copy ကူးနိုင်တယ်ဆိုရင်အဖြစ်သွားတယ် emotion တွေဘာတွေကလူကိုလှည့်သားတာပဲတကယ်ဖြစ်မဖြစ်ကိစ္စမရှိအဲ့ဒီချိန်မှာသူကဘယ်လိုကြောင့်ပုံတူကူးလိုက်တယ်သူ reality မှာခွက်လေးဆိုခွက်လေးကိုရေးလိုက်တယ်ခွက်လေးဖြစ်သွားတယ် Plato ရဲ့ user ကြီးမှာအဖြစ်သွားတယ်အဲ့တော့ဒါပေမဲ့အခုပြောချင်တာအဲ့ဒီ Plato ပြီးတော့ Aristotle ကြတော့သူကအဲ့လိုမျိုးမင်းကခွက်ကိုခွက်ရေးလိုက်တယ်ခွက်ကိုကွာခွက်ဆိုရင်ခွက်ကိုကူးလိုက်တယ်သူက Plato မှာတော့ခွက်ကိုကူးရေးရတာက reality နဲ့ဒီ painting နဲ့နှစ်ဆလောက်ဝေးသွားတယ်တူတူမတူကိစ္စမရှိဘူးပုံတူကူးလိုက်တာဆိုတော့ဒီမှာအဲ့ခွက်ဆိုတာကိုညာနားလေသူကနားလေတယ်ဆိုရင်အကောင်က Aristotle ရဲ့အဖြစ်သွားပြီးမှန်သွားပြီဒါပေမဲ့ဆိုတော့ Plato မှာမှန်သွားပြီ Aristotle မှာကျတော့အဲ့လိုမမှန်တော့အာတိကနားလေဒီခွက်ရဲ့ found လေး reality ကိုနားလေပြီးမှရေးတာဖြစ်တဲ့အတွက် found တူတဲ့သဘောတရားတွေ shape တွေအလင်းမောင်တွေ reality ပေါ်မှာတက်ရောက်နေတဲ့အရာတွေကိုနားလေပြီးရေးမှအဖြစ်သွားတယ် Aristotle မှာကျတော့တူယုံနဲ့အာမဖြစ်တော့နားလေလားမကြည့်တူယုံနဲ့ Aristotle မှာကျတော့တူယုံနဲ့အာမဖြစ်တော့သူ့မှာအဲ့လိုမျိုးဒီရဲ့ reality ရဲ့သဘောတရား found တူတဲ့သဘောတရားတွေအလင်းမောင်သဘောတရားတွေတကယ် reality ပေါ်မှာတက်ရောက်နေတဲ့သဘောတရား understanding ဖြစ်ပြီးမှရေးမှသူကအဖြစ်သွားတယ် Aristotle မှာကျတော့မင်းနားမလဲဘူးဒီကောင်ကြီးကရေးလိုက်တဲ့ခွက်ကြီးကဟိုဒူးတယ်ကနည်းနည်းပြင်ဟိုဘက်ဒီဘက်လှည့်ရရေးဘာလို့ဒီပုံစံမျိုးနားမလဲဘူးဒီတိုင်းခွက်နဲ့ပြူအောင်လို့ကလေးပုံစံမျိုးရေးလိုက်တယ်ဆိုတော့ Plato အဆင့်မှာတော့အဖြစ်သွားပြီ Aristotle အနေနဲ့တော့အမဖြစ်သေးဘူး Aristotle မှာကျတော့အဲ့ found တူတဲ့သဘောတရားတွေလင်းမောင်သဘောတရားတွေနားလည်ပြီးရေးမှအဖြစ်သွားမှာအဲ့လိုမျိုးပေါ့နော်အဲ့မှာ camp ရောက်သွားပြီ camp ကကျတော့မင်းအဲ့အရာတွေနားလည်ပြီးရေးုံနဲ့အကောင် art မဖြစ်သေးဘူးအကောင်ကြီးကလှပြီးတော့ကြည်သူကကျေနပ်မှအဖြစ် camp ကြတော့အဲ့ reality ကိုနားလည်ပြီးရေးုံနဲ့ reality ကိုတကယ်အမှန်တရားကိုနားလည်ပြီးရေးုံနဲ့ camp မှာအမဖြစ်သေးဘူးအဲ့လိုမျိုးအဲ့အကောင်နားလည်ပြီးရေးတာအမှတူတဲ့ found တူတဲ့သဘောတရားတွေပါယုံလင်းမောင်သဘောတရားတွေပါယုံနဲ့ camp မှာအမဖြစ်သွားတော့ camp မှာကျအဲ့ကောင်ဒီကောင်လှပပြီးတော့ကြည့်ရမှာစက်ကိုကြည့်လိုက်တယ်စမ်းသက်ကလှတယ်ကြည့်တော့ကျေနပ်သွားတယ်အဲ့လိုမျိုးဖြစ်သွားမှသူကအဖြစ်သွားခံကြလှရုံဘယ်လိုပြောမှာ reality ကိုနားလည်ပြီးဖန်တီးရုံနဲ့ camp မှာအဖြစ် beauty တခုကိုပေးနိုင်မှာ camp ကအဖြစ်သွားအဲ့ beauty ကကြည့်တဲ့သူကိုစိတ်ကျေနပ်မှု pleasure တခုကိုပေးနိုင်မှာပေါ့နော် camp ကအဖြစ်သွားLeo Tolstoy ကြတော့အဲ့ကောင်စိတ်ကျေနပ်မှုပေးရုံနဲ့အားမဖြစ်တော့ Leo Tolstoy က communication ဆိုပြီးတော့လာပကြီးစရာရှိရဲ့ပကြီးစရာခံစားချက်ရှိရဲ့သူ့ရဲ့ပကြီးပစ္စည်းအမှုပညာပစ္စည်းအာဝါရှိရဲ့ပကြီးကားရှိရဲ့ပေါ့နော်အမှကြည့်သူရှိရဲ့ကြည့်သူကပကြီးစရာ emotion ကိုငားရတယ်ဆိုရင် communication ဖြစ်သွားတယ်အဲ့ဒါသူအဖြစ်သွားတယ်အဲ့လိုမျိုးသူကအဲ့ဒါ Leo Tolstoy အဲ့ app ကအောင်မြင်တယ်လို့ပြောလို့ရပါတယ်အဲ့တော့ Leo Tolstoy မှာကြတော့အဲ့ပကြီးကားကပကြီးစရာခံစားရတဲ့ခံစားချက်ကို communicate လုပ်ပေးနိုင်မှာအဲ့ feeling ကိုကြည့်ရသူကရမှာအောင်မြင်သွားမှာနားလည်လားမသိဘူးစဉ်းစားအဲ့လိုမဟုတ်တော့ဒိဗ္ဗေတဲ့ found ကိုပို့ကြည့်လာအပေါ်ပြန်တိုးတာ found ကိုပို့ကြည့်လာအရေး found တွေကိုပို့ကြအဲ့ found တွေကလုံလောက်တဲ့ found ဖြစ်ရလုံလောက်တဲ့ found ဖြစ်ရမယ်လုံလောက်တဲ့ found ဖြစ်ရမယ်ဆိုအဲ့လိုမျိုးပေါ့အဲ့ကောင်ကအခု moralization အခုကိုဖြစ်နော် moralization ဆိုအရေးကြီးတယ်ဥပမာအဲ့ shape တွေ line တွေ color တွေ composition တွေကသဘောလုံလောက်မှန်းနေရမယ်သဘောတရားနားလည်ပြီးမှန်းနေရမယ်ဟိုတော့ဘယ်လိုပြောမှာ Aristotle လောက်ကလိုမျိုးဒူးတယ်လို့ဘာလို့တော့မဟုတ်တော့ဘူးမှာ shape color line composition ဒီ user တွေဘာလို့ဒီ appraisal တွေပါလာပြီအဲ့ Khalid Bell မှာ found ကိုကြည့်တာလေ Khalid Bell မှာသူပကြီးကဘာအဓိပ္ပာယ်ကြီးဘယ်လောက်ပဲဖော်နိုင်နေအဲ့လိုမျိုးပေါ့နော် shape line color composition တွေမှားနေရင် significant လုံလောက်တဲ့ found မရဘူးဆိုရင်သူအာမဖြစ်ဘူး Khalid Bell ကလုံလောက်တဲ့ found ကိုရမှာလုံလောက်တဲ့ found language ရမှာ Khalid Bell အဲ့ကောင်အဲ့ပကြီးကအဖြစ်တာပေါ့နော်အဲ့လိုအဖြစ်ပြီးသတ်မှတ်တာ Khalid Bell အဲ့လိုမျိုး composition မှန်မှ color မှန်မှ line တွေမှန်မှအဲ့လိုမျိုး shape တွေမှန်မှအဲ့လိုမျိုးတွေဖြစ်မှသူကဒိဗ္ဗေထက်abstract ကားပဲဖြစ် Khalid Bell မှာ abstract ကားပဲဒိဗ္ဗေမလို့တော့ဘူး abstract ကားမှာပဲဖြစ်သို့မဟုတ်အဲ့လိုမျိုး abstract ကားမှာဒီရဲ့ color ယူဆတွေမှန်ရမယ်composition ထားတာတွေမှန်ရမယ်အဲ့လိုမျိုးပေါ့နော် written ဖြစ်ရမယ်အဲ့လိုမျိုး line တွေရေးတာမှန်ရမယ်အဲ့လိုမျိုးတွေပါလာ found language တွေပါလာ
found language မှန်မှာ significant found ဖြစ်မှာသူကအဖြစ်သွားတယ်အဓိပ္ပာယ်ဆိုပြောနိုင်နေလေရနေလေသူကအမဖြစ် significant found မှန်မှာအဖြစ်တယ်ဆိုပြီးလာလာနောက်တစ်ခုက damdo က damdo ကဟိုရက်ကပြောခဲ့တယ် damdo က conceptual art ကိုခြေဆက်ရမယ့်အပိုင်းရောက်လာ damdo ကကြတော့ဟိုရက်ကအဲ့ပုံထဲမှာ group ထဲမှာပုံဝဲလို့နွားလို့ဘူးလားဘာလို့ချိုရည်ဘူးလားအဲ့လိုပေါက်ကလေးဘီလိုပေါက်လို့ခေါ်တယ်ကိုလည်းမသိဘူးစားလည်းမစားဘူးလေဘီလိုပေါက်ကလေးရှိရယ်စူပါမားကတ်မှာလည်းရှိရယ် gallery မှာလည်းရှိရယ်အဲ့လိုပေါ့နော်အဖြေကဘာကွာလဲသူက award ဆိုရယ် concept ပေါ်ထုတ်လာတာ award ကိုဟုတ်အဲ့ပေါက်ကလေးကအဲ့နွားနို့ဘူးလေးကပေါ့ကွာချွေဘူးလားနွားနို့ဘူးလားနွားနို့ဘူးလေးကအဲ့လိုစူပါမားကတ်မှာဆိုရင်တော့ art မဖြစ်ဘူးဒါပေမဲ့ gallery ထဲမှာကျတော့ art ဖြစ်သွားရောဆိုသူ့ရဲ့ contact က gallery တို့ art theory တို့ art intent တို့ပေါ့နော် award ပါလာဒီအနုပညာလောကတွေကိုရောက်လာအဲ့ပစ္စည်းက art ဖြစ်သွားတယ်ပေါ့နော်အဲ့လို award တွေအဲ့လိုမျိုးသတ်မှတ်တာ award theory ကိုခေါ်တယ်ကောင် damdo မှာအဲ့နောက်တစ်ခုက danki ကကျတော့အဲ့ damdo ရဲ့ theory ကိုဆက်ပြီးတော့သူကအတွေးဆက်ချဲ့ကားလိုက်တာinstitutional theory ဆိုပြီးဆက်ပြီးတော့ချဲ့ခိုင်းတာ institutional theory ဆို museum တို့ gallery တို့ art critic တို့ artist တို့ art institution တစ်ခုလုံးကဒီကောင်က art ဘာလို့အတိမတ်ပြုလိုက်အကောင် art ဖြစ်သွားပြီ art institution ကြီးတစ်ခုလုံးကဒီကောင်က art ဘာလို့အတိမတ်ပြုလိုက်တာ ਨੇ ဒီကောင်က art ဖြစ်သွားပြီလို့မျိုးပေါ့နော်အဲ့မှာအဲ့လိုနွားနို့ဘူးလေးကစူပါမားကတ်မှာဆိုရင် art မဖြစ်ဘူးဒါပေမဲ့ art institution ကြီးတစ်ခုလုံးကဒီကောင်ကြီးက art ဖြစ်တယ်ဆိုတိမတ်ပြုလိုက်ရင် art ဖြစ်သွားပြီပေါ့နော်အဲ့လိုတိမတ်ပြုရတဲ့ artist တွေပါတယ် gallery တွေပါတယ်လို့ art theory တွေပါတယ် art intention တွေပါတယ် damdo မှာတော့က art theory နဲ့ art intent နဲ့ပဲပါတာဒီဘယ်လိုပြော art theory တစ်ခုကိုပကြီးစရာရည်ရွယ်ပြီးတော့အဲ့နွားနို့ဘူးလေးကို art theory တစ်ခုနဲ့အဲ့လိုမျိုးပေါ့နော်ရည်ရွယ်ပြီးတော့ဒီကောင်အဘာလို့တတ်မှတ်လိုက်တာမျိုးပဲရှိသေးတယ်အဲ့ဒါနဲ့သူကအဖြစ်သွားပြီဒန်တိုမှာဒန်ကီမှာကျတော့အဲ့လိုမဟုတ်တော့ဘူးအာတစ်ကတတ်မှတ်တယ်အမဖြစ်ဘူးအ theory တစ်ခုနဲ့ဒီကောင်ကအဘာဆိုပြီးတော့ဒီကောင်ကအနုပညာပါဆိုပြီးတော့ပကြီးစရာတတ်မှတ်လိုက်လေဒီဒန်ကီမှာအမဖြစ်တော့ဒန်ကီမှာကျတော့သူကဒီ institutional theory ခုနက our theory နော်ဟိုကောင် our theory သူကပကြီးစရာဒီကောင်အပါဆိုတတ်မှတ်လိုက်အတီကိုဒီကောင်အဖြစ်သွားပြီအဲ့ကောင်ကဒီတန်တိုရဲ့ယူဆဒီမှာကျတော့အဲ့လိုမဟုတ်တော့ဒီကောင်ကသူကအကူကဒီကောင်အပါဆိုပြီးတတ်မှတ်တယ်ဒီကောင်အမဖြစ်တော့ institution ကတတ်မှတ်မှာအဖြစ်ပါ gallery ကတတ်မှတ်ရမယ်ကြည့်ရတဲ့သူတွေကတတ်မှတ်ရမယ်အဲ့လိုမျိုးပေါ့နော်ပကြီးကရောင်းပြီးတဲ့ကာတာတွေကတတ်မှတ်ရမယ် museum တွေကတတ်မှတ်ရမယ် critic တွေကတတ်မှတ်ရမယ်ဒီ art institution တစ်ခုလုံးကဒီကောင်အပါဆိုလိုက်တတ်မှတ်မှာဒီကောင်အဖြစ်မှာအာတိတယောက်တည်းတတ်မှတ်လို့အာမဖြစ်တော့နော် institutional theory ဆိုပြောလာအဲ့မှာနှစ်ခုကွဲရမယ်အဲ့ဒီမှာ damdo ကကြတော့ our theory ပကြီးစရာနဲ့ဘယ်လို damdo မှာဘာပဲပါတယ် art theory ရဲ့ art intent ရဲ့ our ရဲ့အဲ့ဒါပဲပါတယ်သူကအဲ့ဆိုသူက art ဖြစ်သွားတယ် danki မှာကျတော့ institution တစ်ခုလုံးပါတယ်အဲ့ institution တစ်ခုလုံးကတတ်မှတ်မှာသူက art ဖြစ်ဒီနေရာမှာပြောချင်တာကွာကိုဒီ Plato မှန်လားအဲ့လိုမျိုး Aristotle မှန်လား Leo Tolstoy မှန်လားနော် Khalil မှန်လားလို့ Damdo မှန်လား Danki မှန်လားတွေကအရေးမကြီးဘူးဒီမှာအရေးကြီးတာတစ်ခုပြောမယ်ဆိုရင်အရေးကြီးတာဘာလဲဆိုတော့ဥမာ realism နဲ့ဆွဲထားတဲ့ portrait တစ်ခုပေါ့ portrait မျက်နှာပုံတစ်ခုဆိုရင် Plato နဲ့ Aristotle နဲ့ minute အယူဆနဲ့ကိုဆွေးနွေးလို့ရတယ်ပြောလို့ရတယ်အဲ့လိုပေါ့နော်ပြီးဟိုသေးရောင်အဝါရောင်လေးအပြာရောင်လေးနဲ့တုပ်ထားတယ်ကွာကာလာဖီနဲ့တုပ်ထားတယ်ဒီ Ringo ရဲ့ပကြီးကားကွာဟိုတလောလုံးကအဲ့ဟိုမှာဟောင်ကောင်မှာဒီတော်တော်ကြီးကြီးနဲ့ရောင်းလိုက်ရတဲ့ကားကွာအဲ့လိုမျိုးကာလာဝါရောင်တစ်ခုနဲ့တုပ်ထားတာနီရောင်တစ်ခုနဲ့တုပ်ထားတာကာလာပိန်းတင်းပုံစံမျိုးတွေကွာကာလာဒီကိုရဲ့ကာလာပိန်းတင်းပုံစံမျိုးကြာတော့သူကလုံးဝ abstract ပကြီးကားကြီးကြာတော့ဒီ Plato တို့ Leo Tolstoy တို့နဲ့သွားပြီးတော့ဆွေးနွေးလို့မရတော့သူတို့ကျတော့ Khalil နဲ့ဆွေးနွေးရမှာ Khalil နဲ့ဆွေးနွေးရမှာ significant found ရှိလားလုံလောက်တဲ့ found ရှိလားဒီကောင်အားဖြစ်ဖို့အတွက်အဓိပ္ပာယ်ဖော်လားအဓိပ္ပာယ်ပေးလားမပေးလားမလို့ကွာသူက significant found ရှိလားဆိုတော့ကြည့်ရတော့အဲ့လို hour ဒီကြ significant found ရှိလားလုံလောက်တဲ့ found ရှိလား composition မှန်လား line မှန်လားအဲ့လိုလုံလောက်တဲ့ found ရှိလားကြည့်ရတော့အဲ့လိုမျိုးနောက်တစ်ခုကအဲ့လိုမျိုးပေါ့နော်အဲ့Jushan လို့အိမ်နာကျွေခွဲလို့ပုံစံမျိုးကြီး banana လို့ပုံစံမျိုးကြီးကြတော့အဲ့ significant found ရှိလားဆိုတော့လည်းကြည့်လို့မရတော့ပြီးရင် Plato လို့ Aristotle လို့ပုံစံမျိုးလဲဒီ
realistic အယူအဆနဲ့လဲသွားပြီးတော့ဆွေးနွေးလို့ချိန်စားလို့မရတော့ဒီကျတော့ our theory တို့ institutional theory နဲ့ရှင်းရတော့မှာဒီနည်းပညာဒီ institution တစ်ခုလုံးကဒီကောင် our ဖြစ်တတ်မှတ်လားဆိုတာမျိုးအကောင်နဲ့သွားပြီးတော့တန်ကိုတို့အယူအဆနဲ့သွားပြီးတော့လေ့လာရတော့အဲ့မှာနားလည်အောင်လို့ပြောရမယ်ဆိုတော့ Plato က reality ကိုတုပခြင်း copy ကူးတာပေါ့ reality ကိုတုပခြင်း reality ကိုတုပပြီးတော့ရေးတာအဲ့ Plato Aristotle မှာကျတော့ reality ကိုနားလည်ပြီးမှရေးတာတုပပြီးရေးခွက်ကိုတုပပြီးရေးအောင်မယ်မဟုတ်တော့ခွက်ရဲ့ဒီ found သဘောတရားတွေဒုရဲ့သဘောတရားတွေသို့မဟုတ်လို့လင်းမောင်သဘောတရားတွေကိုနားလည်ပြီးတော့မှရေးတာအဲ့ Kant sorry Aristotle Kant ကကြတော့ဒီမဟုတ်ဘူးသူကဒီ beauty ပါလာဒီအနုပညာယတ္တကိုခံစားရမှာအဖြစ်တယ်အနုပညာယတ္တကိုခံစားရမှာအဖြစ်အလားပါယတ္တပေါ့နော် beauty audacity experience တစ်ခုပေါ့အနုပညာနဲ့ဆိုင်တဲ့အလားပါတစ်ခုယတ္တတစ်ခုကိုခံစားရမှာသူကအဖြစ်တယ် Kant ကကြတော့သူဘလောက်နားလဲအနုပညာယတ္တမပြီးနိုင်ရင် Kant ကအာမဖြစ်အဲ့တော့ Tolstoy ကြတော့သူကလူပညာရတာလဲခံဘလောက်ပဲခံစားအတ္တရဲ့ emotion ကိုကြည့်ရသူကမရဘူးအတ္တကလူဝမ်းနဲ့အောင်ရေးထားတယ်ကြည့်ရသူကဝမ်းနဲ့မသွားဘူးနော်အတ္တကဟာတာကားကြီးလိုပုံစံမျိုးပေါ့ဟာတာကားကြီးရိုက်တယ်ကြည့်ရသူကမကြည့်ရဘူးအဲ့ရုပ်ရှင်ကမအောင်မြင်ဘူးအဲ့လိုပေါ့ Leo Tolstoy ယူဆတယ်ဟာတာကားကြီးရိုက်ပြီးတော့မကြည့်ရဘူးအဲ့ဟာတာကားမအောင်မြင်ဘူးပေါ့အဲ့ပုံစံမျိုးပြောရမှာကြည့်ရ artist ပေးခြင်းနဲ့ခံစားချက် artist ကခံစားချက်ကိုviewer ကမရဘူးဆိုရင် communication မဖြစ်ဘူးဆိုရင်ဒီကောင်က neuroscience မှာမအောင်မြင်တော့နားမလည်ဘူးဆိုရင်မအောင်မြင်တော့ဘူးမခံစားရဘူးဆိုရင်မအောင်မြင်တော့ဘူး Khalid Bell ကြတော့အဲ့ဒိတ်ပဲမလို့တော့အဲ့မှာ abstract ကားကြီးပြပေါ့နော် abstract ကားကြီးပြအဲ့ဒိတ်ပဲမလို့တော့ဥပမာ significant form ရှိရမယ် virtual structure ကလုံလောက် significant လောက် form ဖြစ်ရ composition မှန်ရ color မှန်ရမယ်အဲ့လိုမျိုးပေါ့နော် visibility မှန်ရမယ်နော်လို့ရှိတ်တွေမှန်ရမယ် line တွေအဆင်ပြေရမယ်လုံလောက်တဲ့ significant form ဖြစ်ရလုံလောက်တဲ့ form ဖြစ်ရအဲ့ကြမှာ तू ကအဖြစ်တယ်အဲ့လိုမျိုးပေါ့အခါလေးပဲကြတော့ abstract bar ဆိုပြီးရေးလို့မရအဲ့ abstract ကျတော့ Khalid Bell နဲ့သွားပြီးတော့သုံးသက်ရ significant form ဖြစ်လားမဖြစ်ဘူးလားအဓိပ္ပာယ်ရောက်လာမဟုတ်တော့ဘူးကွာ significant form ဖြစ်လားမဖြစ်ဘူးလားအဲ့လုံလောက်တဲ့ form ဖြစ်တယ်ဆိုရင် तू အောင်မြင်တယ်လုံလောက်တဲ့ form မဖြစ်ဘူးဆိုရင် तू မအောင်မြင်အဲ့မှာ Damgo ကကျတော့ context ရှိတာကြည့်တန်ကိုကကျတော့ context ရှိလားဒီ hour က context ရှိလားဥပမာအဲ့လိုမျိုးပေါ့နော်လုံးချင်တာလုံးလိုက်တယ်ထွန်းတစ်ခုနောက်လိုက်တယ်ဒါပေမဲ့ art concept မပါဘူးဆိုရင်တန်ကိုမှာ art concept မပါ art theory မပါဘူးဆိုရင်အဲ့ art ကအဆင်မပြေဘူးအဲ့လိုမျိုးပေါ့အဆင်မပြေဘူးတန်ကိုမှာကျတော့ဒီမှာကိုကတန်ကိုမှာကျတော့ဒီထားပါဒီခွက်ကြီးကိုပကြီးပါဆိုပြီးတော့တတ်မလိုက်တယ်ဒါပေမဲ့ကို concept မပေးနိုင်အဲ့လိုမျိုးနော်ဒီ form ကြီးကဒီ concept ကိုမတည်နိုင်ဘူးဆိုအဲ့လိုတန်တူက hour ကအခုတတ်မှတ်လိုက်တာဖြစ်တဲ့အတွက်သူကအဆင်ပြေတော့ context ရှိရမယ်အဲ့ hour ကလည်းဒီကောင်အဖြစ်ကြောင်းလက်ခံရအဲ့လိုမျိုးပေါ့နော်အဲ့လို criticism ကြီးအဲ့ဒန်ကိုနဲ့ဒန်ကီနဲ့အဲ့လိုမျိုးဖြစ်တာ context ရှိရမယ်ဒီ institution တစ်ခုလုံးကလည်းဒီကောင်အောက်တိမှတ်ပြရမယ်ဒီကောင်အကောင်တွေကိုဒီကအဲ့ဒါ art philosophy ကိုဒီကောင်တရားအထိနားလည်ထားမယ်Plato, Aristotle, Kant, Tolstoy, Khalid Bell, Dando နဲ့ Danki နဲ့အတူတူပဲပေါ့နည်းနည်းလေး